โอเคညီကိုတွေအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ကြပါစေဗျကျွန်တော်မနေ့ကအောင်မှရွေးချယ်ပေးခဲ့တဲ့ဂျီနိုဝါ9ဘော်လေးကတော့အပြည့်ပဲစားခဲ့ရတယ်ဗျဆိုတော့ဒီနေ့အတွက်တော့ကျွန်တော်တို့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်တွေရပြီးတော့ကျွန်တော်ညီကိုတွေအတွက်တပွဲကောင်းစိတ်ဖြစ်မဲ့စိတ်ကြိုက်ပွဲစဉ်လေးတပွဲရွေးချယ်တာရှိတယ်ဗျဒီပွဲစဉ်လေးဖြစ်မဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ main နဲ့ high time hand တို့ရဲ့တွေ့ဆုံမှုပွဲလေးပဲဗျဒီပွဲစဉ်ရဲ့ဖွင့်လှစ်မှုဈေးရကြည့်မယ်ဆိုလို့ရှိရင် main အနေနဲ့လက်ရှိဈေးမှာဆိုလို့ရှိရင် body ဈေးကိုတစ်လုံးပြား80စာဖွင့်လှစ်ထားပြီးတော့ဘူပေါင်းဈေးကတော့3လုံးကိုပြား90စာလောက်ထိဖွင့်လှစ်ထားတာကိုတွေ့ရတယ်ဗျโอเคကျွန်တော်တို့ပထမဆုံး main ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ main ကလောလောဆယ်ဆိုလို့ရှိရင်တော့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်မှာအဆင့်နောက်ဆုံးဖြစ်နေတယ်ဗျအဆင့်18နေရာထိရောက်ထားတယ်ပေါ့ဗျာဆိုတော့ main ရဲ့နောက်ဆုံးပွဲစဉ်5ပွဲဆက်လောက်မှာလည်းတပွဲပဲအနိုင်ရထားတာတွေ့ပြီးတော့ကျန်တဲ့4ပွဲက draw နေထားကိုကြာထားတာတွေ့တယ်ဗျဆိုတဲ့အခါမျိုးကျတော့ကျွန်တော်တို့ main ကတန်းစင်းဆုံးမှာလုံးဝနောက်ဆုံးအသိပိတ်ဆုံးဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီညအိမ်ကွင်းမှာ main အနေနဲ့သွင်းကိုရဖို့အနည်းဆုံးသိရတမတ်အများဆုံးအနိုင်3မှတ်ထိရဖို့တေချာပေါက်ကြိုးစားလာမှာတော့တေချာပဲဗျပြီးတော့ main ရဲ့တိုက်စစ်ကလည်း16ပွဲကစားပြီးတော့15ဂိုးရထားတာဖြစ်တဲ့အတွက်ကြောင့်လို့ main အနေနဲ့ဒီညအိမ်ကွင်းမှာသွင်းကိုတကိုးထွက်လာလိမ့်မယ်ဗျဆိုတော့တစ်ဖက်ကခံစစ်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း main က16ပွဲကစားပြီးတော့28ဂိုးထိတောင်ခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်လို့ main ရဲ့ခံစစ်ကလည်းအနည်းဆုံးတကိုးတော့ခွင့်ပြုရနိုင်ခြေရှိတယ်ဗျဆိုတော့ကျွန်တော်တို့တစ်ဖက်က high time hand ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း high time hand ကအဆင့်18နေရာထိရောက်နေတာကိုတွေ့တယ်ဗျဆိုတော့ high time hand အနေနဲ့ကလည်း16ပွဲကစားထားပြီးတော့သွင်းကိုက15ဂိုးထိရရှိတာဖြစ်တဲ့အတွက်ကြောင့်မို့ high time အနေနဲ့ကလည်းတပွဲကိုတကိုးနှုံးလောက်ရထားတာဖြစ်တဲ့အတွက်ကြောင့်မို့အဆင့်16လည်းဖြစ်နေတယ်တန်းစင်းဆောင်ကလည်းရုံးထွက်ကမဲ့အနေထားရှိတဲ့အတွက်ကြောင့်မို့ high time အနေနဲ့အနည်းဆုံးတရေတော့ခံလာမဲ့အနေထားမျိုးရှိတယ်ဗျဆိုတော့ high time ရဲ့ခံစစ်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း high time က16ပွဲကစားထားပြီးတော့32ဂိုးထိတောင် sorry 36ဂိုးထိတောင်ခွင့်ပြုထားတဲ့အတွက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီညတေချာဖို့အိမ်ကွင်းမှာရုံးလာမဲ့ main ရဲ့တိုက်စစ်ကိုတော့ high time ရဲ့ခံစစ်အနေနဲ့ခုခံနိုင်ဖို့ကတော်တော်လေးမလွယ်ဘူးဗျဆိုတဲ့အခါမျိုးကျတော့main ကိုသွင်းကိုခွင့်ပြုရမယ့်အနေထားမှာရှိပြီးတော့ high time ကလည်းတန်းစင်းဆောင်ကရုံးထွက်မယ်ဆိုလို့ရှိရင်ဂိုးရအောင်ယူမှဖြစ်မယ်ဗျဆိုတဲ့အခါမျိုးကျတော့ high time ကလည်းဂိုးသွင်းတာကိုmain ရဲ့ခံစစ်ကလည်းပေးရမယ်ဂိုးခွင့်ပြုရမယ့်အနေထားမှာရှိပြီးတော့ main ကလည်းသွင်းကိုရယူနိုင်အောင်အနိုင်သုံးမဲ့ရယူနိုင်အောင်အိမ်ဝင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါက် high time အနေနဲ့ကဂိုးခွင့်ပြုရမယ့်အနေထားရှိတယ်ဗျဆိုတော့ဒီပွဲစဉ်က1-1အိမ်ပြီးတော့စတင်လာမှာတော့လုံးဝတေချာတယ်ဗျ1-1နဲ့ရက်မလားဆိုတာတော့ရက်လို့မရဘူးဗျဘာလို့လဲဆိုလို့ရှိရင်နှစ်သင်းစလုံးကအနိုင်သုံးမဲ့လူကိုလိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်သူတင်ကိုတင်ရှင်ပြိုင်လာမဲ့ပွဲစဉ်ဖြစ်တယ်ဗျဆိုတော့1-1ကနေစပြီးတော့နောက်ထပ်တစ်လုံးသွင်းတာနဲ့ကျွန်တော်တို့ပြား90အနိုင်ရမယ်ကျွန်တော်ကိုပေါင်းပေါ်လေးကိုပဲရွေးချယ်ချင်ပါတယ်ဗျတေချာပါတယ်ဗျဒီပွဲစဉ်က3လုံးနဲ့အထက်ပဲဖြစ်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်မလို့ညီကိုတွေအားလုံးကိုကျွန်တော် main 9ပေါ်လေးကိုဒါကျွန်တော်ဒီညအတွက်ရွေးချယ်ပေးခြင်းပါတယ်ဗျညီကိုတွေအားလုံးလည်းအတွေ့လာလို့စကေးပြနိုင်ကြပါစေအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ဗျ